ဒူရင်သီးဝယ်ရင်စူးတွေကိုကြည့်ဦးစူးချင်းရိုက်ကြည့်လိုက်လို့အတန်ကဥဥဖြစ်နေမှာအထဲမှာအသားကဣနေမှာပြီးတော့အနံ့ကမှုေးနေမှာနော်အနံ့မရရင်ပစ်လိုက်တော့အုံသီးဝယ်ရင်အပြင်ကွယ်ကိုကြည့်မနေနဲ့နာနာကပ်ပြီးလှုပ်ကြည့်လိုက်ရေလှုပ်တဲ့အတန်ကအားရပါးရမြင်နေမှာအသားကနှုတာအတန်ကတိတ်မထွက်ဘူးဆိုရင်တော့အသားကထူနေပြီငှက်ပြောသီးဝယ်ရင်အလုံးကထွားပြီးအနားတွေပျောက်နေတာကိုရွေးအနားတွေထင်ရှားနေရင်တော့အဲ့ဒါမရင်ပဲအတင်းခူးထားတာအရေးကြီးဆုံးကအညာကလက်နေရမယ်ပဲတောင်ရှည်ဝယ်ရင်အစိမ်းရှင်းရင်ကိုပဲရွေးအယောင်ကဖြော့ဖြော့ကြီးဖြစ်နေရင်တော့အဲ့ဒါပဲသီးကရင့်နေပြီလက်နဲ့ချိုးလိုက်လို့ဖက်ခနဲအတန်ထွက်မှလက်တာနာနဲ့သီးလက်မလက်သိချင်ရင်ထိတ်ကအရွက်ကိုဆွဲနှုတ်လိုက်အตาလေးဆွဲုံနဲ့ပြုတ်ထွက်လာရင်တော့အဲ့ဒါမှဲ့ပြီအတင်းဆွဲလို့မှမထွက်ရင်တော့အဲ့ဒါလူပြိုပဲရှိသေးတယ်ကြက်ဟင်းခါးသီးဝယ်ရင်အပြင်ကအဖုအထက်တွေကြီးတာကိုပဲရွေးအဲ့ဒါမှခါသက်တာမှာအယောင်ကလည်းအစိမ်းဖြော့ရောင်ဖြစ်နေရမယ်ဝါနေရင်တော့အိုနေပြီကြောက်ဖုံသီးဝယ်ရင်အသားပေါ်မှာအဖြူရောင်အမှုန်လေးတွေရှိနေမှလက်တာလက်နဲ့ဖိကြည့်လို့မာတောက်နေရမယ်ပျော့စီစီဖြစ်နေရင်တော့ရေပုတ်တွေပြက်နေပြီမုံညင်းစိမ်းဝယ်ရင်အပင်ကြီးတာကိုမမက်နဲ့အပင်လေးတွေကစိမ့်ဆိုပြီးတင်းနေရမယ်အရွက်တွေမှာအပေါက်လေးတွေပါနေရင်ကျန်းမာရေးနဲ့ညီညွတ်သေးတယ်